ဒီကနေ့2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကြာသပတေးနေ့အတွက်ခုမီသတင်းဌာနရဲ့သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းကောင်းစဉ်တွေကတော့ချင်းပြည်နယ်ပလက်ဝက CDF ပလက်ဝနဲ့မရာကာကွယ်ရေးတပ် MDF ခေါင်းဆောင်တွေ ULAA စစ်ဦးစီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့သတင်း89နှစ်မြောက်ပြည်ထောင်စုနေ့မှာစစ်တပ်ကင်းရှင်းတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ CNF ကထုတ်ပြန်လိုက်တဲ့သတင်းဒီတိမ်မြို့နယ်တိုင်းငင်းရွာကိုစစ်ကော်မရှင်တပ်တွေထပ်မံအဖြစ်တင်းနေတဲ့သတင်းနဲ့ရန်ကုန်မြောက်ကလာပမြို့နယ်ကရဲစခန်းရှိမှာကင်းပတ်မဲ့ရဲတွေကိုရှေ့ထွက်မိုင်းနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းစတာတွေကိုနားဆင်ကြရမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ချင်းပြည်နယ်တောင်ပိုင်းကသတင်းတပုတ်နဲ့စတင်ပါမယ်ချင်းပြည်နယ်ပလက်ဝမြို့နယ်အခြေပြုချင်းကာကွယ်ရေးတပ် CDF ပလက်ဝနဲ့မရာကာကွယ်ရေးတပ် MDF ခေါင်းဆောင်တွေဟာအရခတပ်တော် ULAA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထုံးမြတ်နိုင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုကို CDF ပလက်ဝဘက်ကမထုတ်ပြန်ထားပေမဲ့ MDF ဘက်ကတော့ဓာတ်ပုံတွေနဲ့တကွဖေဖော်ဝါရီ9ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့2025စက်တင်ဘာလအတွင်းမရာနယ်မြေတနေရာမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး AA နဲ့ရခိုင်ကထက်ပုံမူခိုင်မာတဲ့မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုတွေတည်ဆောက်သွားမယ်လို့ MDF ကဆိုပါတယ်။ AA အနေနဲ့ MDF အပေါ်မဟာမိတ်ထက်ပိုတဲ့ဂရုစိုက်မှုနဲ့ဖော်ရွေမှုတွေပြသခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့အနာဂတ်မှာလည်းယုံကြည်မှုနားလည်မှုတွေနဲ့ပုံမခိုင်မာအောင်လက်တွဲသွားမယ်လို့ပြောဆိုထားပါတယ်။ MDF ဟာချင်းညီနောင် CB အဖွဲ့ဝင်ဖြစ်တယ်လို့ AA ရဲ့မဟာမိတ်လည်းဖြစ်ပြီး CDF ပလက်ဝကတော့ချင်းပြည်အစိုးရ CC ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်။ဆက်လက်ပြီးဒီကနေ့ကြာရောက်တဲ့89နှစ်မြောက်ပြည်ထောင်စုနေ့နဲ့ပတ်သက်တဲ့ CNF ရဲ့သဘောထားထုတ်ပြန်ချက်ကိုတင်ဆက်ပေးပါမယ်။ချင်းမျိုးသားတပ်ဦး CNF ဟာဒီကနေ့ဖေဖော်ဝါရီ12ရက်မှာတဝန်လာထုတ်ပြန်ခဲ့ပြီးအနာဂတ်မှာစစ်တပ်ကင်းရှင်းတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့စစ်ကော်မရှင်ရဲ့လွှတ်တော်တွေကိုလက်မခံကြောင်းဖော်ပြထားပါတယ်။1949ပင်လုံစာချုပ်ဟာတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံခဲ့ပေမဲ့ခေတ်ဆက်ဆက်ဖွဲ့စည်းပုံတွေကပြည်ထောင်စုစနစ်ကိုသာဦးတည်ခဲ့ကြောင်း CNF ကထောက်ပြထားပါတယ်။2021ခုနှစ်စစ်တပ်ကအာဏာသိမ်းမှုကြောင့်ပဲတိုင်းပြည်ပျက်စီးခဲ့ရပြီးလက်ရှိမှာတိုင်းရင်းသားလက်နက်ကိုင်တွေဟာပြည်သူတွေနဲ့အတူခုခံစစ်ဆင်နွှဲနေရတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲနဲ့လာမယ့်မတ်လမှာကျင်းပမဲ့လွှတ်တော်အစည်းအဝေးတွေဟာစစ်တပ်အုပ်ချုပ်ရေးကိုအထောက်အကူပြုမဲ့ဟန်ပြလွှတ်တော်တွေသာဖြစ်လို့စန့်ကျင်ကြောင်းနဲ့တော်လှန်ရေးအင်အားစုတွေနဲ့ခရီးဆုံးထိလက်တွဲသွားမယ်လို့ CNF ကအတည်ပြုပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်မြောက်ပိုင်းကစီးရီးသတင်းကိုတင်ဆက်ပါမယ်စကိုင်းတိုင်းကလေးမျိုးဘက်ကနေတက်လာတဲ့စစ်ကော်မရှင်ရဲ့စစ်ကူစစ်ကြောင်းတစ်ခုဟာတိတိမ်မြို့နယ်တိုင်းငင်းကြေးရွာကိုထပ်မံရောက်ရှိလာကြောင်းဒေသခံတွေစီကနေသိရပါတယ်မနေ့ကဖေဖော်ဝါရီ17ရက်မော်လွယ်ပိုင်းမှာဖော်လန်ကာ9စီးနဲ့ရောက်လာကြတာဖြစ်ပြီးလက်ရှိမှာကြေးရွာအတွင်းအခြေပြုတက်ဆွဲထားတယ်လို့သိရပါတယ်ဒီစစ်ကြောင်းဟာဘယ်ကိုဆက်သွားမလဲမသိရသေးတာမို့ဒေသခံတွေသွားလာရေးသတိထားကြဖို့ PDF ဇိုလန်စစ်ဦးစီးချုပ်ကသတိပေးထားပါတယ်ချင်းစီရေးသတင်းရင်းမြစ်ကတော့ဒီလိုအင်အားနဲ့ရိတ်ခါဖြစ်တင်းတာဟာတိုက်ပွဲတွေပုံမှုပြင်းထန်လာနိုင်တဲ့အနေအထားရှိတယ်လို့သုံးသပ်ပါတယ်ဖလန်းနဲ့တိုင်းငင်းကြားကဘာလုံရွာအနီးမှာပိတ်မိနေတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုကူညီဖို့ဖြစ်နိုင်တယ်လို့လည်းသူကဆိုပါတယ်စစ်ကော်မရှင်ဟာကလေးတီးတိမ်လမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေပြီးလက်ရှိမှာဟင်းစိန်မွာပြီးနဲ့တိုင်းငင်းရွာတွေမှာတက်ဆွဲထားတာကြောင့်စီရေးတင်းမာလျက်ရှိနေပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့ရန်ကုန်မြို့ကမြို့ပြတောက်ကြားစီရေးသတင်းတစ်ခုကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမြောက်ကလာပမြို့နယ်ရွှေပေါက်ကံရဲစခန်းရှိမှာကင်းပတ်ဖို့ပြင်ဆင်နေတဲ့ရဲတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကရှေ့ထွက်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။မနေ့ကဖေဖော်ဝါရီလ17ရက်ည7:43မိနစ်လောက်မှာရဲစခန်းကနေကားနဲ့ဆိုင်ကယ်တန်းထွက်လာချိန်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုရှိကြောင်းရန်ကုန်အာမီအဖွဲ့ကဆိုပါတယ်။ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့ရန်ကုန်တိုင်းပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ခွန်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒေသခံတွေကလည်းပောက်ကွဲတဲ့အကျယ်ကြီးကြားလိုက်ရပြီးမိတမ်းမဖွင့်ထားတဲ့လူနာတင်ကားတွေဝင်ထွက်သွားတာတွေ့ရတယ်လို့ဆိုပါတယ်။ရန်ကုန်အာမီကတော့တရားမဝင်ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရနဲ့ပတ်သက်တဲ့
ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ဒီကနေ့ညနေခင်းအတွက်ကူမီသတင်းဌာနကစူးစီးတင်ဆက်ပေးခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်သတင်းတွေကိုစောင့်မျှော်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ချင်းပြည်သူတွေအပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ